စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ရခိုင်ပြည်အတွင်းကမြို့သုံးမြို့မှာအခြေခံပညာစာသင်ကျောင်းတွေဖွင့်လှစ်နိုင်ဖို့အတွက်ကျောင်းသားကျောင်းသူတွေကိုကျောင်းအပ်လက်ခံနေပြီဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီထိန်းချုပ်ထားဆဲစစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့တွေမှာမေလ22ရက်နေ့ကစတင်ပြီးကျောင်းအပ်လက်ခံနေတာဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီကဖွင့်လှစ်ထားတဲ့ရခိုင်ကမြို့သုံးမြို့ကစာသင်ကျောင်းတွေမှာတင်ကြားကြမဲ့ကျောင်းသားကျောင်းသူတွေအတွက်အဆင့်မပြေမှုတွေအများအပြားရှိနိုင်တယ်လို့စစ်တွေမျိုးကဆရာမတယောက်ကပြောပါတယ်။ကျောင်းသားကျောင်းသူတွေအတွက်ကျောင်းသုံးပစ္စည်းတွေလည်းဈေးတက်နေပြီးတော့မိဘတွေမှာအလောက်အကင်မရှိလို့ဝင်ငွေတွေလည်းအဆင်မပြေတာကြောင့်ကျောင်းစရိတ်တွေမတက်နိုင်ဖြစ်နေကြတယ်လို့လည်းကျောင်းသားမိဘတချို့ကပြောဆိုကြပါတယ်။ဒါအပြင်အဲ့ဒီမျိုးသုံးမျိုးမှာတင်ကြားပြသမဲ့ဆရာဆရာမအများစုဟာလည်းစစ်ဘေးတိမ်းရှောင်နေကြရတဲ့အတွက်ကြောင့်ပညာသင်ကြားရေးအပိုင်းမှာထိခိုက်နိုင်တယ်လို့ဒေသခံတချို့ကသုံးသပ်ပြောဆိုထားကြပါတယ်